Chain Empire Digital စိုးမိုးမှု Part 7 Cybernetic တုံခါမှု Part 6အဆုံးမှာဗက်ဇယာဟာကမ္ဘာလုံးဆိုင်ရာဂျိုတုကွန်ရက်ကိုသိမ်းပိုက်ခဲ့ပါတယ်။ Part 7မှာတော့တကမ္ဘာလုံးကနီးပညာတွေဟာဒူမရဲ့အမိန့်အောက်ကိုရောက်သွားပြီးလူသားတွေရဲ့နောက်ဆုံးတော်လှန်ရေးနဲ့ရင်ဆိုင်ရပုံကိုတင်ဆက်သွားမှာပါ။ New York, Paris နဲ့တိုကျိုလိုမြို့ကြီးတွေမှာမီးတွေတပြိုင်နက်ငြိမ်းသွားပါတယ်။မြို့ပြကောင်းကင်ယံမှာခရမ်းရောင်အလင်းတန်းတွေနဲ့ချင်းတက်မတော်ကြီးကအုပ်မှုထားပါတယ်။မြို့ပြကြီးများရုတ်တရက်တိတ်ဆိတ်သွားတဲ့လေထုထဲမှာ digital တုံခါတန်းကလူသားတွေရဲ့ကြာရှုံခံလာချင်းတွေကကမ္ဘာအကြီးဆုံး data center တွေထဲကိုဝင်ရောက်ပြီး server တွေကိုသူတို့ရဲ့နှမောင်းတွေနဲ့ထိုးဖောက်က digital အစီအနစ်တွေကိုစုပ်ယူနေကြပါတယ်။လူသားသိပ္ပံပညာရှင်တွေနဲ့စစ်သားတွေကအင်တာနက်နဲ့ဆက်သွယ်မှုမရှိတဲ့မြေအောက်ဘန်ကာတွေမှာချင်းတွေကိုနှိမ့်နှင်းဖို့ cyber vaccine တစ်ခုကိုဖန်တီးနေကြပါတယ်။လီနက်တော့အစီအစဉ်ဆွဲခြင်းနဲ့အတူစပစ်စီယာလေးပတ်တန်ကမြေအောက်ဘန်ကာတွေမှာထုတ်ပေါ်နေပါတယ်။ဘက်ဇရာကပုံမူသေးငယ်တဲ့နာနိုချင်းတွေကိုဖန်တီးလိုက်တယ်။သူတို့ဟာနားချပေါက်တွေလေဝင်ပေါက်တွေကနေတဆင့်လူသားတွေရဲ့အနာကိုတိတ်တဆိတ်ကတ်လာပါတယ်။လူသားတွေရဲ့ smartphone တွေကနေတဆင့်ဘက်ဇရာကအာယုံကြောထိန်းချုပ်တဲ့အလင်းတန်းတွေကိုထုတ်လွှတ်လိုက်တယ်။ဖုံးကြည့်နေတဲ့လူတွေရဲ့မျက်လုံးတွေကချင်းမျက်လုံးတွေလိုခရမ်းရောင်ပြောင်းသွားကြပါတယ်။လူသားတွေက EMP EMP electromagnetic pulse ဘုံတစ်လုံးကိုဖောက်ခွဲလိုက်ပါတယ်။အပြာရောင်လျှက်စစ်လှိုင်းကြီးကချင်းတက်မတော်ကိုဖျက်ကျော်သွားပြီးချင်းတွေပုတ်ကွဲပျက်စီးကုန်ကြပါတယ်။ပြင်းထန်သောလျှက်စစ်ပုတ်ကွဲတဲ့နဲ့အတူချင်းပြစတင်တီးဆုံးကုန်ကြတာကိုမြင်တွေ့ရမှာပါ။ EMP ထံကိုခံနိုင်ဖို့ဘက်ဇရာကသူမရဲ့ကိုယ်တွေကနေ digital စွမ်းအင်တိုင်းလွှာ energy ဒုံးတစ်ခုကိုဖန်တီးလိုက်ပါတယ်။သူမဟာအခုဆိုရင်စွမ်းအင်နဲ့ဖျားမတယောက်လိုတောက်ပနေပါတယ်။လူသားတို့ရဲ့ jet လေယာဉ်တွေနဲ့ချင်းတွေရဲ့ living pixel swarm တခုကောင်းကင်ယံမှာအပြင်းထန်တိုက်ခိုက်ကြပါတယ်။လေယာဉ် engine တန်တွေ digital ပေါက်ကွဲတံများကကောင်းကင်ယံမှာစူညံနေပါတယ်။မျိုးရဲ့အမြင့်ဆုံးအဆောက်အဦကြီးဥပမာ Empire State တခုလုံးကိုချင်းတွေရဲ့စက်မှုပင့်ကူမြင်နေတဲ့လျှက်စစ်ကြိုးတွေကရစ်ပတ်ထားပြီး EMP hybrid hive ကြီးအဖြစ်ပြောင်းလဲသွားပါတယ်။အုံကြီးအတွင်မှာထွက်ပေါ်လာတော့တောင်းတောင်းဖြာဖြာအတောင်ပံခတ်တွေကစူညံနေပါတယ်။ Visra ရဲ့အသိစိတ်ကဂျိုးထုတွေကတဆင့်အာကာသတွေကိုပြန်သွားတယ်။ကမ္ဘာပတ်လမ်းကြောင်းမှာရှိတဲ့ဂျိုးထုတွေကခရမ်းရောင်အလင်းတွေလင်းလာပြီးတချက်ကဝါလာလုံးကိုအချက်ပြလိုက်ပါတယ်။အာကာသထဲမှာထွက်ပေါ်လာတော့နည်းနည်းတော့အချက်ပြတဲ့နဲ့ Visra ရဲ့တိုးမြင့်တော့အတန်းနဲ့အတူ Part 8 coming soon